ရွေရာဒီမှာမီးလုံရတာလေကိုရီရဲ့ဘဝဒီလား3လပိုင်းရောက်တာတော့အခုချိန်ဒီမီးလုံနေရတော့ဂျာဒီဥတုကိုကျေးဇူးတင်ရမလားကိုအေးထက်တီလျှော့ပါတော့လို့ပြောရမလားဦးမသိဘူးကိုရီနေတာတောင်တန်းဒေတာဆိုတော့လေဈေးဝယ်ရတာဆိုင်ကယ်ကြီးနဲ့လာတော့အဆင်မပြေတော့ဒီနေ့တော့နှိမ့်ချက်မစားတော့ဘူးမျိုးတဲ့ကိုကလေးတွေကြောက်ဖို့ရင်းနဲ့တူဘူးလေးသွားစားဖြစ်တယ်လွယ်လင်းမျိုးကတူဘူးနေရလေးဘေးဆိုင်မှာဝင်စားအရန်စားကောင်းနေဒီရာဒီဥတုကြောင့်စားကောင်းတာလားတော့မပြောတတ်ဘူးတိလားကိုရီတော့အဲ့လိုအင်းနေရင်တော့မိုးတွေဆွဲရွာနေလို့ဟိချက်စတဲ့ဒီမလာဘူးဆိုရင်မြို့ပေါ်မှာသွားပြီးတော့စားဖြစ်တယ်အပြူကြီးတွေလောက်တာတရုပ်ဆက်တွေအရန်နဲ့စားကောင်းတယ်ပြန်လာတော့လဲအမဟင်းဒီညတွေကမိုးဆူထဲမှာဆိုလက်ဆက်ဆိုအကုန်လုံးဝင်လာတယ်တထောင်ဘိုးလေးတွေကြီးပဲတထောင်ဘိုးလေးကြီးအရန်နဲ့လည်းတန်တယ်ဆက်လက်ဆိုလဲ900တဲ့အိတ်လောက်ရတယ်တစ်ခါသေးကိုလေငပိချက်ကလေးနဲ့တူစားကလေးတွေဆလက်တုပ်ကလေးကျွေးပေါင်မုံနဲ့ညက်ကျွေးအရန်နဲ့အဆင်ပြေတယ်လေမြို့ပေါ်ကလေတူဘူးတွေလွယ်လင်လေးချမ်းပြည်နယ်တောင်ပိုင်းလွယ်လင်ရောက်ပြီးဆိုရင်ဒေဆိုင်မှာဝင်စားတူဘူးတွေစားကြပါလို့ဖိတ်ခေါ်ပါတယ်အရန်နဲ့စားကောင်းတဲ့အရာတာပြည့်ချီမိခွိဒီမှမရနိုင်ဒီရှမ်းပြည်နယ်တောင်ပိုင်းလွယ်လင်မှာလေအရန်နဲ့စားကောင်းတဲ့တူဘူးတွေရှိပါတယ်ကိုဒီဘဝတော့မိလုံနေရတဲ့ဘဝ